ကုသိုလ်ဆိုတဲ့နေရာမှာကုသိုလ်တရားတွေရဲ့ပထမဆုံးအရေးကြီးတဲ့ကုသိုလ်အပါလေနော်ဘုရားဘာသာတွေသိထားဖို့လိုတယ်ကုသိုလ်တရားတွေရဲ့အစပထမဆိုလိုတာကပထမဆုံးလုပ်ရမယ်ကုသိုလ်ပဲကုသိုလ်လဲသီလပဲဖြစ်တယ်ကောစာတိကုသလနာဓမ္မနာသီလင်္စသဝိတုဒ္ဓံကုသိုလ်တရားတွေရဲ့အစဆိုတာသီလပဲဖြစ်တယ်ဒါကြောင့်မလို့သီလကိုအဓိကထားသီလကိုမဖြစ်မနေစောင့်တော့ရမယ်သီလံယဝဇရသာတုသီလဆိုတာဥဒိတိုင်အောင်ကောင်းတယ်ဆိုတစ်သလုံးရှိနေရမယ်တရားပဲကိုယ်တည်းမှာအဲ့တော့ဘုရားဘာသာတွေကသီလကိုအလေးနဲ့ထားဖို့လိုအပ်တယ်ဒါအခြေခံမယ်ရှေ့တိုးဖို့ဆိုတာလေသီလနဲ့ပဲတိုးရမယ်အဲ့တော့သီလလုံလိုက်တာနဲ့တပြိုင်နက်ဘဝဒုက္ခတွေသက်သာသွားတယ်ဘာဖြစ်လဲသီလရှိလိုက်တာနဲ့တပြိုင်နက်အပေဆင်းရဲမှာခံစားရမယ့်ဒုက္ခတွေအများကြီးသက်သာသွားခန္ဓာဒုက္ခဆိုရတဲ့ပဲလူသားတွေကြုံတွေ့ရတဲ့ဒုက္ခတဲ့နေရသားတွေကြုံတွေ့ရတဲ့ဒုက္ခကအမှန်တမ်းဆိုးတယ်နော်တရိစ္ဆာန်တွေကြုံတွေ့ရတဲ့ဒုက္ခကဆိုးတယ်ပြိတ္တာတွေကြုံတွေ့ရတဲ့ဒုက္ခကဆိုးတယ်အဲ့ဒီဒုက္ခတွေသက်သာဖို့အတွက်သီလကိုလုံအောင်ထိန်းသိမ်းဆောင်ရှာပါအဲ့တော့သီလဆိုတဲ့ကုသိုလ်တရားကုသလဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးတွေကိုဖော်ဆောင်နိုင်တဲ့တရားအဲ့ဒီကုသိုလ်တရားကဘဝမှာဆင်းရဲဒုက္ခကိုအများကြီးသက်သာစေတယ်ခန္ဓာဒုက္ခရှိနေပြီပဲလို့အပါယဒုက္ခအဘယ်ဘုံမှာကြုံရမယ့်ဒုက္ခကနေသူကကဲ့တင်ပေးနိုင်တယ်နော်ကဲ့တင်ပေးနိုင်တယ်ဒါကြောင့်မလို့ဒုက္ခသက်သာဖို့အတွက်တန်လျာထဲမှာသီလဆိုတာတော့မှဖြစ်တယ်ဒါကမရှိမဖြစ်အဓိကတော့